ဘာလဲငါတော့တော့မယ် ဘအဖေပြီးတော့ ဘာလဲ အဖေပြီးတော့ငါ့ကိုကလေးကိုမဟုတ်ဘူးငါ့ကိုဒီမှာငါကျူးစားချက်နေရဒီမှာဒီနေ့ကတော့ပုံမှန်လိုပဲဒီမှာမိမအတွက် black meat အမေရိကလေးပြုတ်ပြီးမှဖြစ်ပါတယ်ပြီးတော့ဒီမှာရုံးပတိကြီးလေးပြုတ်ပြီးမှဖြစ်ပါတယ်ပြီးတော့ one day fruit ကိုကျွန်တော်ထောင်းပြီးမှဖြစ်ပါတယ်ပြီးလား one day fruit ဟိုဒီနေဝန်ဒယ်ဖူက one day fruit ဒီမှာလေးတရက်တီကျွန်တော်ထောင်းပြီးမှဖြစ်ပါတယ် မရဂျင်တော့ပါဖြစ်ပါလေ ဒီမှာအမေသားပြုတ်ပေးမယ်မိမအတွက်အမေသားပြုတ်ရေလုံးပြုတ်တော့သူကအဲ့လိုမျိုးပဲစားတာဟုတ်မှာဒီမှာရုံးမတီတီအလဲအဲ့ဒါပပလေးလှီးပြီးမှပေးစီတန်လေးဟိုအညာကဆုံစီမာထားတယ်အဲ့ဒီဆုံစီလေးနဲ့အလဲနည်းနည်းလေးထဲရှုပ်စအပေါ်ရန်လေးဖက်ဆိုကြလိုက်ဒါလေးကိုငပိလေးနည်းနည်းလေးထဲမှာစားလေးအရမများပဲနဲ့ကြက်သွန်ဖြူလေးထက်ငရုတ်တီးထဲမှာဒါလေးထောင်းပေးမယ်ကိုကြီးချက်တာမင်းတို့တွေ့လို့ကတော့ရှေကိုကြိုက်သွားစေရမယ် မင်းသားရမယ်နော်မင်းဂျင်သားရမယ်နော် အေးလို့ ဒါကောင်းကောင်းချက်နေနော် အေးလို့ ညင်းညင်းနေပြီလား ညင်ဘုံကလေးလာပြီ ဒီနေ့တနာပါတယ်တို့ခမလေးတနာပါတယ်မြင်းမလားတော့မြင်းမွေးပြေးချက်ရတော့မှာပေါ့နော်